ဗလိုင်းမဖို့တော့ယူပါရဲ့ပထမဖောက်ထားတဲ့ဟာတော့ဒီမှာပါပထမတော့ကျတော့ဒါလူချင်းတာဆိုကန်ကောင်းလေကွာခုနဖောက်ပြီးသွားပြီအသက်ဝင်လာတဲ့ဒီပေါက်ဒီမှာဦးချင်းတွေပဲဖောက်ဖြစ်တယ်နော်ဦးချင်းတွေပဲဖောက်ဖြစ်တယ်ဒီမှာတဲ့ဒါဆိုရင်ဒီအမှာပါတဲ့ဟာလေးတွေပြပါမယ်သူကဖောက်ပြီးသားကြီးနော်ဒီမှာဖောက်ထားပြီအဲ့ဒါဗီဒီယိုရေးလိုက်ရလို့ပြန်လာရိတ်ဒီမှာပါဒီဟာလေးရယ်ဒါလေးရယ်အကောအများကြီးပဲစီးခွက်လည်းပါတယ်ဒါတော့လူစနာတော့ကနန်းရယ်ဒါတော့မလို့ကြုံဘာလို့လဲဆိုပောက်ပြီးသွားတယ်ဒီကောင်ကအဲ့ဒါဟုတ်တယ်ဒီကောင်ကအဲ့ဒါဒီကောင်ကဒီဟာမလို့ကြုံဒါရယ်ဒီတော့ခုလို့ကြုံလာတဲ့ပောက်ပြီးသားဆိုတော့ကတော့ဒီဘူးလေးရောက်ပါတယ်မအောက်ကကျတော့ဒီကောင်လေးဟာဒီကကျတော့အခုကမဆန်လို့ခောက်နာပါဒီကလေးပို့ပါရဲသူကလည်းမျက်လုံးလေးနဲ့နှလုံးပါနော်မျက်လုံးလေးနဲ့နှလုံးပါပါတယ်မျက်လုံးလေးကလည်းနှလုံးပါဆိုရင်ဒီအမဲလေးနဲ့လည်းလိုက်တယ်ဒီကောင်အမဲလေးနဲ့လည်းလိုက်တယ်ဒီအလေးနဲ့လည်းလိုက်တယ်နော်လုံးဝ so cute ခဏဖောက်ပြတာရတာတွေတော့လေရာတော့ဘာချစ်လို့မယူပြတော့အဲ့ရလည်းမဟုတ်လို့တော်ကြာအဲ့တော့အဲ့ရတော့ဒီနော်လို့ဒီနှစ်ကောင်လေးပြပါမယ်ဒီနှစ်ကောင်ကစာဖတ်စပွဲမှာဟိုအော်တိုမက်တစ်ရှိလို့ပေါ့နော်အဲ့ကြောင့်ယူလာတာဒီကောင်ကခုနမှသွားဝယ်လာတာပေါ့နော်ခုနမှသွားဝယ်လာတာပါဟုတ်ဆမ်မီလို့ခေါ်ပါတယ်ဆမ်ဝါလို့ခေါ်ပါတယ်မိုင်းလာအဲ့ဒီအောင်အင်းစောက်တဲ့ဗီဒီယိုပြီးရင်လာပါမယ်ဒီကောင်ကစောက်ပြီးသွားတယ်ဒီကောင်လည်းစောက်အောင်ရုပ်လေးရတော့ကိုယ်အကုန်လုံးစစ်စစ်ကောင်းတယ်ဒါပေမဲ့ဒီကောင်မကြိုက်ဒီကောင်နှစ်ကောင်မကြိုက်ဒီကောင်လည်းမကြိုက်ဘူးလို့ပြောတာအဲ့ဒါကိုရပါဒါပေမဲ့သူ့ရဲ့မျက်လုံးကိုလေတိတ်ချမကြည့်ဖြစ်ဘူးကွာသူ့ရဲ့မျက်လုံးကိုမကြည့်ဖြစ်တော့ဖြစ်ပါလားကျတော့ရှိစရာကောင်းတယ်အနာလည်းလေအိမ်မှာတုံးနေကြရေမွေးအနာတော်တော်သိနေကွာဒီကောင်ကတော့ဖြူဆွတ်လေးရတယ်နေသွားပါပြီဒီကောင်လေးကတော့ခုနကဝယ်လာလို့ဖြူဆွတ်နေပါလေဒီကောင်ကတော့နည်းနည်းညိုသွားပြီဒါပေမဲ့ဒီကောင်ကနည်းနည်းဂျင်းမိကွာပြကဒီရမဟုတ်ဘူးကဒီလိုမဟုတ်ဘူးဒါပေမဲ့ကျမဒီဘူးလေးကိုထည့်လို့မရလို့မဆန့်လို့ညက်ပလိုက်တာဒီမှာပါဒီကောင်ကိုမသိပါမတူလားဒီမှာပါနော်ဒီမှာဒီနားမှာကျတော့ lovely လို့ရေးထားရတယ်ကွာဟုတ်တယ်ဒါမဲ့လေဒီကောင်ကလုံးဝဂျင်းမမိဘူးမျက်လုံးကတော့နည်းနည်းတော့ဂျင်းမိတာပေါ့နော်ဂျင်းမိတာမဟုတ်ဘူးမျက်လုံးမတူလားမျက်လုံးမတူလားဒီကောင်ကကျတော့အကုန်တူတယ်ဒီနားမှာဆိုလဲလေသူ့ရဲ့ကတ်မှာဟိုကဒီလိုပါအဲ့အကုန်တူတယ်ပြောလိုက်တာမျက်လုံးပါရတာလေးပေါက်သွားတယ်โอเคပါအဲ့တော့ကျေးဇူးတင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတူပြီးရင်သိရှိပါတယ်။အင်းစောက်တဲ့ဗီဒီယိုနောက်လာပါမယ်။ဒီကလေဖြစ်နိုင်မစောက်ချင်ပြန်ပုတ်ချင်မစောက်ချင်ဒီမဲ့လေဆောက်ပါမှာပေါ့နော်။သူတို့နေစရာအိမ်မရှိတော့စောက်ပေးရမှာပဲ။နော်ဘိုင်ဘိုင်